ကဲဒီနေ့အမတစ်ခုဝေမျှပေးချင်တာလေးอ่ะပေါ့နော်ဒီမှာ time crash ဆိုတဲ့ဟာလေးပေါ့နော်အရန်နဲ့ပေးချင်တဲ့အနေအထားလေးပေါ့နော်သူကပထမတစ်ရက်ထဲတင်ကိုဒေါ်လာ5ကျပ်ရတယ်ပေါ့နော်5ကျပ်ရှာတဲ့တော့6ကျပ်9ကျပ်လောက်ရတယ်ပေါ့နော်အားပြီးလို့ရှိရင်နောက်ရက်တွေမှာတော့သူကဒေါ်လာ5ကျပ်6ကျပ်တော့မရဘူးဒါပေမဲ့ဒေါ်လာ1ကျပ်2ကျပ်3ကျပ်အဲ့လိုလေးတွေပေးတယ်ပေါ့နော်ဘာမှထွေထူးလို့ဆရာမလို့ကိုမစော့ချင်ဆိုတော့ကလေးရှင်ကလေးတယောက်ကိုဖုံးမိဂိမ်းပေးစော့ခိုင်းထားလိုက်ရင်ဒါအဆင်ပြေသွားတဲ့အနေထားလေးပေါ့နော်အဲ့လိုမျိုးလေးပါဂိမ်းက Candy Crush ပုံစံနဲ့နည်းနည်းစင်တူရိုးမပုံစံလေးပါသုံးရတာလည်းတကယ်အဆင်ပြေနော်ဂိမ်းလေးစော့ပေးရမှာပဲအမအခုအိတ်စပဲစော့ပြမယ်နော်နည်းနည်းလေးစိတ်ရှိပြီးကြည့်ပေးနော်ဒါသူကတူရလေးတွေကိုထောက်ပေးရုံပဲနော်အားဆိုလို့ရှိရင်အဆင်ပြေသွားရင်နော်ဘာမှစိတ်ပူစရာလည်းမလိုဘူးမစော့တက်စရာလည်းစိတ်ပူစရာမလိုပေါ့နော်သူကအမပန်းသီးဆိုပန်းသီးအပဲဆိုအပဲနှစ်ခုတူတာလေးပေါ့နော် blueberry ဆို blueberry နှစ်ခုတူတာလေးအဲ့ဟာလေးတွေကိုထောက်ပေးရုံပဲနော်သူကထောက်ပေးရုံပဲဆိုမှဘာမှတော့မခက်ဘူးနော်အဲ့ဒါဥမာကိုကဒီ level တစ်ခုပြီးသွားပြီဆိုလို့ရှိရင် level တစ်ခုပြီးသွားပြီဆိုလို့ရှိရင်သူကcoin ရတယ်ပေါ့နော် coin က9ဆဆိုရင်ကြော်ညာကြည့်ရတယ်ကဲလို့9ဆမယူဘူး normal ပဲဆိုလို့ရှိရင်တော့သူတတ်မှတ်တဲ့ coin တိုင်းရမယ်ပေါ့နော်သူကပထမတစ်ရက်ထဲကိုဒေါ်လာ5ကျပ်လောက်ပေးရနော်နောက်ရက်တွေဆို5ကျပ်ကျော်လေရကြတယ်ပေါ့နော်ချိုးဆို6ကျပ်9ကျပ်ရနောက်ရက်တွေဆိုရင်တော့ဒေါ်လာပေးတာနဲ့ coin ပေးတာနဲ့ဝါပြီဒါပေမဲ့ကိစ္စမရှိဘူးနော်လုံးဝကိစ္စမရှိဘူးစိတ်ပူစရာမလိုဘူးเนาะဥမာ2ရက်3ရက်နဲ့ဒေါ်လာ30ရလည်းမစိုးဘူးလीเนาะ coin 3သိန်းဆိုလို့coin 10သိန်း coin 10သိန်းဆိုရင်ဒေါ်လာ30เนาะဒေါ်လာ30ရတယ်လုံးဝ easy ဆိုမှ easy เนาะတော်တော်လေးအဆင်ပြေတဲ့ထဲမှာပါတယ်အမရဲ့ YouTube channel တွေကိုတစ်ချက်ကြည့်ပေးเนาะအမကဒီ online ကနေပြီးတော့အခုနောက်ပိုင်း TikTok ရန်နေအဖေချိုမေးပြီးမပေးတော့တဲ့နောက်ပိုင်းမှာဆိုရင်ဒေါ်လာဘက်ကိုတစ်ချက်လှည့်ပြီးတော့ဝေမျှပေးထားရပေါ့နော်ဘယ်ဂိမ်းတွေစော့ရင်ဒေါ်လာဘယ်လိုရမယ်ဘယ်ဂိမ်းတွေကိုဘယ်လိုစော့ရင်ဒေါ်လာဘယ်လိုရတယ်ဆိုတာလုံးဝအမှန်ကန်ရတာတွေကိုအမပြပေးထားရယ်နော်ရောင်းရမယ့်ဝယ်မဲ့သူမသိဘူးဆိုရင်အမစီကိုလာရောင်းလို့ရတယ်နော်ယုံကြည်စိတ်ချစာရောင်းလို့ရတယ်နော်အမစီမှာKPay ဝေပေးနဲ့ပြန်ရှင်းပေးရနော် PayPay အကောင့်နဲ့ရှိစရာမလိုနော်လုံးဝရှိစရာမလိုကိုသုံးနေတဲ့ Gmail အကောင့်ရှိရင်အဆင်ပြေရနော်အားဆိုလို့ရှိရင်အမဒါလေးဆက်ပြပေးမယ်နော်ဒီမှာ home ထွက်ပုံထွက်နေလေဒီမှာပြထားတယ်နော်အခုဘေးက setting လေးကိုနှိပ်လိုက်မယ်ဆိုဒါကအမအန်နာကုတ်ရိုက်ပြီးတဲ့အနေထားမို့လို့ပေါ့နော်အန်နာကုတ်မရသေးဘူးဆိုရင်အန်နာကုတ်လို့ပေါ်တယ်နော်အဲ့နာမှာအခုအမတင်ပေးထားတယ်000FZGA ဆိုတဲ့ဟာလေးတစ်ချက်ရိုက်ပြီးနော်အားလေးတစ်ချက်ရိုက်ပြီးနော်အမမန့်မှာလည်းရှာထားပြီးမယ်နော် copy ယူပြီးဖြည့်ပြီးနော်သူကအမကရိုက်ခိုင်းကြလို့ရိုက်ခိုင်းတာမဟုတ်ဘူးနော်တကယ်လို့အဲ့ဒါရိုက်တယ်ဆိုရင်0.1ဒေါ်လာရိုက်တယ်လို့ရတယ်နော်0.1ဒေါ်လာရိုက်တယ်လို့ရတယ်နော်ကိုယ်တိုင်ရှာစရာမလိုပဲနဲ့ရတဲ့အရာလေးနော်ကုတ်ကတော့ထည့်ထားတာအတစ်ဖြစ်တာမျိုးပေါ့နော်အဲ့လိုမျိုးလေးပါဒါလေးမယ်နော်တစ်ချက်ပြထားပြီးရနော်ဒါဆိုရင်အမဒီနေ့မှဖွင့်တဲ့အကောင့်ပေါ့နော်ဒါဒီဖုန်းကဒီနေ့မှဖွင့်တဲ့ဟာလေးပါနော်ဒါပေမဲ့အမ6သိန်းကျော်ရပြီနော်ဒီနေ့မှနော်ဒီနေ့နေလင်မှဖွင့်ထားရနော်အဲ့ဒါလေးပါနော်တစ်ချက်ပြပေးရပါတော်တော်လေးအဆင်ပြေနော်အခုအပေါ်မှာပူစီပေါင်းလေးသွားနေရနော်အဲ့ဒါလေးကိုကြော်ညာကြည့်ပေးလဲအဲ့ဆိုလို့ရှိရင်လည်းအကကွိုင်နေရတယ်